ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေ့ညမပြတ်ဆင်ခြင်အောင်မေ့သောသူသည်မင်္ဂလာရှိ၏ရှင်ယောဟန်ဩဝါဒစာတတိယဆောင်အခန်းကြီး1အသက်ကြီးသူသည်ချစ်အပ်သောဂါယုကိုကြားလိုက်၏ငါသည်တင်၌မှန်ကန်သောချစ်ခြင်းမေတ္တာရှိ၏အချင်းချစ်သူတင်၏စိတ်နှလုံးသည်ကောင်းစားတကဲ့သို့တင်သည်အရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမည်အကြောင်းငါဆုတောင်း၏တင်သည်တမန်တရား၌ကျင်လည်သည့်အတိုင်းတင်၌ရှိသောတမန်တရား၏အကြောင်းကိုညီအကိုတို့သည်လာ၍တက်တည်ခံကြသောအခါငါသည်အလွန်ဝမ်းမြောက်ခြင်းရှိ၏ငါ၏သားသမီးတို့သည်တမန်တရား၌ကျင်လည်သည်ကိုငါကြား၍ဝမ်းမြောက်ခြင်းထက်သာ၍ဝမ်းမြောက်ခြင်းမရှိအချင်းချစ်သူတင်သည်ညီအကိုတို့အား၎င်းအာဂန္နုတို့အား၎င်းပြုသည်များသောဝိတ္တို့ကိုတစ္ဆာနှင့်အညီပြုတတ်၏ထိုသူတို့သည်တင်၏ချစ်ခြင်းမေတ္တာအကြောင်းကိုအသင်းတော်ရှိ၌တက်တည်ခံကြ၏တင်သည်ထိုသူတို့ကိုဘုရားသခင်၏အလိုတော်နှင့်အညီပို့လိုက်ပြန်လျင်ကောင်းသောအမှုကိုပြုလိမ့်မည်အကြောင်းမူကားထိုသူတို့သည်နာမတော်ကိုထောက်၍သာသနာပလူတို့တွင်အလူမခံဘဲသွားကြ၏ငါတို့သည်တမန်တရားကိုကူမသောသူဖြစ်အံ့သောငါထို့သောသူတို့အားဧည့်သည်ဝိတ်ကိုပြုအပ်ကြ၏အသင်းတော်ထံသို့မှားစာကိုငါရေး၍ပေးလိုက်လေပြီသို့တော်လည်းအကဲအမှုလုပ်ချင်သောတယောတရက်သည်ငါတို့အားအခွင့်မပေးထို့ကြောင့်ငါလာသောအခါသူသည်မိမိပြုသောအမှုကိုမိမိတတိယစေခြင်းကငါပြုမည်ထိုသူသည်ညူစုသောစကားနှင့်ငါတို့ကိုကဲ့ရဲ့သည်သာမကကဲ့ရဲ့ခြင်းနှင့်စိတ်မပြေဘဲလျက်ညီအကိုတို့ကိုကိုယ်တိုင်လက်ခံခြင်းသောသူတို့ကိုလည်းမြစ်တား၍အသင်းတော်ထဲကနှင်ထုတ်တတ်၏အချင်းချစ်သူမကောင်းသောနည်းကိုမလိုက်နှင့်ကောင်းသောနည်းကိုသာလိုက်လော့ကောင်းသောအကျင့်ကိုကျင့်သောသူသည်ဖျားသခင်နှင့်ဆက်ဆိုင်၏မကောင်းသောအကျင့်ကိုကျင့်သောသူမူကားဖျားသခင်ကိုမသိမမြင်ရပြီလူအပေါင်းတို့သည်ဒေမေတရိ၏တက်တည်ဖြစ်ကြ၏တမန်တရားသည်လည်းသူ၏တက်တည်ဖြစ်၏ငါတို့သည်လည်းထိုသူဘက်၌တက်တည်ခံကြ၏ငါတို့၏တက်တည်ခံခြင်းသည်ဟုတ်မှန်သည်ကိုသင်တို့သိကြ၏ငါရေးစရာအကြောင်းအများရှိတော်လဲမှင်နှင့်မှင်တံဖြင့်ရေးခြင်းကအလိုမရှိမကြမမြင့်မီတင့်ကိုငါတွေ့မြင်လျက်အချင်းချင်းနှုတ်ဆက်၍စကားပြောမည်ဟုမျှော်လင့်လျက်နေ၏တင်၌ငြိမ်သက်ခြင်းရှိပါစေသောအဆွေတို့သည်တင့်ကိုနှုတ်ဆက်ကြ၏တင်၌ရှိသောအဆွေတို့၏နာမည်ကိုထုတ်၍နှုတ်ဆက်လော့အာမင်